အားလုံးပဲမင်္ဂလာပါမော်လမြိုင်ထမင်းညင်တော့လုံနေလေးမေးထားတဲ့သူတွေအတွက်ပါကျွန်တော်ကတော့ခရမ်းညင်ဒီလေးတွေပြုတ်ပြီးတော့အပေါ်ကအခွန်လေးတွေနှွာပေးတယ်ပြီးလို့ရှိရင်တော့ကျက်သွန်နေစီတက်တယ်ကျက်သွန်နေလေးတွေလည်းမွေးလာပြီဆိုတော့ငရုတ်သီးစိမ့်မို့ထည့်ပြီးစီတက်မယ်ခင်ဗျာခုနကလှီးထားတဲ့ခရမ်းညင်ဒီလေးတွေလည်းထည့်ပြီးတော့နေကြော်ပေးမယ်ပေါ့နော်ခရမ်းညင်ဒီအရေးတွေခန်းသွားတဲ့အထိကျွန်တော်ကတော့ကြော်တယ်ခင်ဗျာအရာကအနေနဲ့အချို့မုတ်နဲ့စားနေကိုတော့တုံးထားပါတယ်ခင်ဗျာခုလိုမျိုးခရမ်းညင်ဒီလေးတွေရေခမ်းပြီးခြောက်သွားတဲ့အနေထားဆိုရင်တော့ထမင်းညင်လုပ်ဖို့ရပါပြီခင်ဗျာကြော်ထားတဲ့ခရမ်းညင်ဒီအနှစ်လေးတွေကိုထမင်းနဲ့ထည့်ပြီးတော့နေအခုလိုမျိုးတမနှန်းဆက်အောင်နေပေးပါမယ်ခင်ဗျာဒီထမင်းညင်လုပ်နေလေးကတော့ကျွန်တော်စားနေကြတဲ့အတိုင်းလုပ်ပြထားတာပေါ့နော်ကိုယ်မှာကိုစိတ်ကြိုက်အဆင်ပြေလို့ကိုလုံနေတိုင်းလဲကိုလုံနိုင်ပါတယ်ခင်ဗျာဆရာကြီးကိုကြောက်လို့ကြိုးပြီးပြောထားတာပေါ့နော်ထမင်းညင်လေးတွေလည်းအခုလိုမျိုးအယောင်လှလှလေးနဲ့ရပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အလုံးလေးတွေလုံးမိတယ်ပေါ့နော်ထမင်းညင်ကိုခရမ်းညင်လေးနဲ့လုပ်တော့လေအချင်းရတာလေးနဲ့တုတ်လို့ရှိရင်လည်းတော်တော်လေးစားကောင်းတယ်ပေါ့နော်အခုလိုမျိုးထမင်းလေးတွေဆုပ်ပြီးတော့နေတိတ်တိတ်လေးဖြစ်အောင်လုံးလို့ရှိရင်တော့ပကံတစ်လုံးနဲ့ကိုတော့ထည့်ထားပါမယ်ခင်ဗျာထမင်းညင်လည်းရပြီဆိုတော့ထမင်းညင်တုတ်လေးပါတခါတည်းတုတ်စားကြရအောင်ခင်ဗျာပဝင်ပစ္စည်းကတော့ထမင်းညင်ပါတယ်အာလူပြုတ်လေးပါတယ်ခင်ဗျာကော်ဖီပါတယ်ခင်ဗျာတခွားသီးလေးပါတယ်ပေါ့နော်ပဲကြဆန်အောင်တုံးထားပါတယ်ခင်ဗျာဂျုံခောက်ဆွဲရယ်ပဲပြားလေးပပလှီးထားတာရယ်မပြောဘူးပါတယ်ရှောက်ရွက်လှီးထားတာရယ်စီချက်ရယ်စီနီရယ်မကြီးရယ်ဒါကတော့အရသာအတွက်ပါအချီတောင်းအနေနဲ့ကော်ဖီနဲ့ကြဆန်ကိုမြုပ်ကောင်းများများနဲ့ချက်ထားပါတယ်ခင်ဗျာထမင်းညင်တုပ်လေးစားတော့ရအောင်ထမင်းညင်လေးထည့်မယ်ခင်ဗျာအာလူလေးထည့်မယ်ပြီးလို့ရှိရင်ပဲကြဆန်လေးထည့်မယ်ပေါ့နော်ပဲကြဆန်ကိုကြိုက်လို့များများသုံးသားပါတယ်ခင်ဗျာနောက်ထပ်အနေနဲ့ပဲပြားလေးကိုထည့်မယ်ခင်ဗျာကျွန်တော်ကတော့ထမင်းညင်သုံးပါဆိုလို့ရှိရင်အရွက်တွေထည့်တော့ရတာမကြိုက်ပါဘူးအချင်းအနေနဲ့မကြီးလေးကိုသုံးထားပါတယ်ခင်ဗျာပြီးလို့ရှိရင်စီချက်ထည့်မယ်ပေါ့နော်စီနီချက်ထားတာပါပထမဆုံးတော့စီတက်တုံးကဒေဦးလေးပေးတယ်လို့ဖြစ်တာကကိုနာကစီနီလေးကိုတက်ထားတဲ့ဒေဦးနဲ့ပဲပြန်ချက်ထားလို့ပေါ့နော်စီချက်ရဲ့ရှောက်ရွက်ရဲ့ထည့်မယ်အရသာအနေနဲ့အချို့မုတ်လေးနည်းနည်းထည့်မယ်ခင်ဗျာငရုတ်တီအချက်မုတ်လေးထည့်မယ်ခင်ဗျာပစွန်ကြောင်းမုတ်လေးပါရင်ပိုကောင်းပါတယ်ကျွန်တော်တို့ကတော့ပစွန်ကြောင်းမိသွားလို့မထည့်လိုက်ရဘူးပေါ့နော်ပဲမုတ်စစ်စီလေးကြိုက်လို့နှစ်စွန်းလောက်တော့တုံးထားပါတယ်ခင်ဗျာအစာပလာတွေလည်းစုံပြီးဆိုတော့ရံပြားကြီးလေးပေါက်ပြီးတော့နေအတုပ်ကိုအားရပါရစတင်နေမယ်ပေါ့နော်အရသာတွေနှမ်းဆက်သွားအခုလိုမျိုးတေချာရောသမမှွေပြီးနေပြီးပေါ့နော်အခုတော့မှအတုပ်နေနေတော့မှစားချင်နေပေါ့နော်ကိုလက်ရမို့ပြောတာမဟုတ်အယောင်အစင်းကိုပဲကြည့်လိုက်ဘယ်လောက်ထိစားကောင်းမဲဆိုတာခက်မှန်းလို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့နန်းရတာနဲ့ပြည့်စုံတဲ့မော်လမြိုင်ထမင်းညင်တော့တပွဲရပါပြီခင်ဗျာအားလုံးပဲစားကြပါအောင်ခင်ဗျာဥရပိုင်းနေရန်ပူတော့လေထမင်းမစားချင်တဲ့တွေအတွက်လည်းဒီခုလိုမျိုးတုပ်လေးလှူစားကြည့်နော်အရန်စားကောင်းပြီးမိန်နေခင်ဗျာအိမ်မှာလည်းအလွယ်တကူလှူစားလို့ရတာမို့လိုက်လှူစားကြည့်ကြနော်